ဘယ်လိုပြောရမလဲဆိုတော့စီးပွားရေးလဲသူတို့နေကွေးဝါးပြီဆိုတော့စင်ပိန်ကျွဲလောက်ပေါ့လေအဲ့အနေထားမျိုးလေးကြံနေတည်းရဲ့လို့ပဲထင်တယ်လန်ဒန်သွားလေတုန်းကဆိုလဲလို့ညစ်ပတ်တဲ့နေရာတွေလည်းရှိတာပဲလီဗာပူးလည်းရှိတာပါပဲလမ်းပေါ်မှာလည်းလို့ဟိုကတော့ပါဒီဟိုမစင်ညစ်ကြေးအဲ့ဟာတွေတော်တော်များတယ်ကျွန်တော်ကြည်ရလေမျော်မှန်းထားတာနဲ့တော့မကိုက်ဘူးပေါ့လေအဲ့လိုမျိုးပြီးတော့လူတို့အများဖြင့်တိတ်ပြီးတော့တင်ညာမရှိတာတွေအဲ့ဒါသတိထားမိတယ်ဟုတ်တယ်အဲ့ဒါမျိုးလဲတော်တော်တွေ့ရတယ်လမ်းမှာရန်ဖြစ်နေတာတွေအဲ့လိုချို့နေရာတွေမှာဆိုလဲဒါမမြင်သင့်တဲ့အရာပေါ့ဒီစေးသုံးတာမျိုးတွေဒါကျွန်တော်မန်ချက်စတာစရောက်ချင်တော့တွေ့ဘူးပဲလမ်းကြားထဲမှာအဲ့လိုမျိုးတွေတွေ့တော့ကျွန်တော်တော်တော်လန့်အောင်သူတို့အေးပေါ်လေးဒါသူတို့လက်ခံထားလို့လဲဒီလိုမျိုးရှိနေတာပေါ့ရှိတိုင်းကလည်းဒီနောက်တိုင်းကိုမှီဖို့ဆိုပြီးတော့စူးစမ်းလာကြပြီလေဒီအရှိန်ကလည်းရှိနေတော့ဆိုတော့ဆက်လှိမ့်နေတာပေါ့နောက်တိုင်းကကြတော့မှီးပြီးတော့အရင်ဟာလေးကိုမှီးပြီးတော့သွားနေတာဆိုတော့သူတို့ကကြံခဲ့ရပါပေါ့နည်းနည်းလေး Now, in the 19th century was the European century. The Europeans ran the world. And the natural capital for it was London. London was the most successful city in the European century. And then the 20th century was the American century. And clearly the capital for the American century was New York. If the 21st century is going to be the Asian century, and I believe it will be the Asian century, you've got to find a natural capital for it, okay?